ကဲကောင်းကောင်းဖုတ်ပေါ်တက်ပါဘရီနေယူရိုပါလီပွဲစဉ်တွေထဲကဖလိုဒန်ရတော်တော်ကြိုက်တွေ့နေတဲ့ဒီနှစ်ပွဲရဲ့လူတိုရှင်းစနစ်တကျသုံးသက်ချက်လေးကိုညီကိုတွေကြိုက်တွေ့ရင်လိုက်ယူရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်ကျွန်တော်တို့ပထမဆုံးဖော်ရက်နဲ့ဖီနာပါချီပေါ့နော်ပထမကြော့မှာတော့ကဖီနာပါချီတို့အိမ်ခွင့်မှာlevel 50ရှုံးဖွင့်ပြီးတော့သူပေါက်ကြီးနဲ့မများမတာပေါ့နော်ဒီ Z3 နဲ့အိမ်ခွင့်မြန်တာမှမထောက်သူရှုံးသွားတယ်သူအိမ်ခွင့်မှာဆိုရင်တော့သူကလမှာဆိုရင်တော့သူကချက်ဖာပေါ့နော်ဒီ Z3 နဲ့မရှုံးခင်မတိုင်ခင်ကလည်းသူတွင်းကိုတွေရတော့ဟိုဆဆသွင်းနိုင်ခဲ့တယ်ပေါ့ဒါပေမဲ့ဒီယူရိုပါလီရောက်လို့ရှိရင်ဖီနာပါချီရဲ့ခြေရတော်တော်တိုင်ပတ်တဲ့ဇရိုက်ရှိရပေါ့နော်ခြေသွင်းကညက်တဲ့ထဲတော့ပါတယ်ပေါ့ခင်ဗျတိုက်စစ်ကလည်းကျွန်တော်တို့အားရပွဲတော့ယူရိုပါလီမှာတော့မတွေ့ရဘူးနောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာတော့သူတစ်လုံးပဲရှူနိုင်နေတိုက်စစ်မျိုးပေါ့နော်ဒါပေမဲ့ဝေးဝင်းကောင်းတဲ့ဇရိုက်လေးတော့သူမှတွေ့ရတယ်နောက်ဆုံးကစားခဲ့တယ်ပေါ့နော်ဒီပြိုင်ပွဲဆုံး9ပွဲမှာဆိုလို့ရှိရင်9ပွဲနိုင်ပြီး2ပွဲတည်ကြတာလေကောင်းတဲ့ဇရိုက်လေးတော့ရှိရပေါ့နော်ဝေးဝင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ပေးကိုတွေပါလေရန်ကြီးခွင့်ပြုပေးထားတော့မတွေ့ရဘူးဟော်ရက်တုကလည်းပရီးမီးယားလိမှာတိုင်ပတ်နေပြီပေါ့နော်သူယူရိုပါလီမှာဆိုလို့ရှိရင်တော့မှန်ကန်ကျုံးနေပေါ့နော်ကျွန်တော်ဖီရန်ကာဗာရိုလည်း4စီအရင်ဘက်ကလည်းဖီနာပါချီကို Z3 နဲ့သူပြင်ထားတယ်အိမ်ခွဲမှာတော့ဖီနာပါချီအိမ်ခွဲတော့မှ Z3 နဲ့ပြင်ထားတယ်ပေါ့နော်နောက်ပြီးတော့အိမ်ခွဲဆိုလို့ရှိရင်ခန်းစစ်ကတော်တော်ကြစ်တဲ့ထဲပါတယ်ခင်ဗျကျွန်တော်တို့ပြီးခဲ့တဲ့နောက်ဆုံးကစားခဲ့တဲ့လီဗာပူးနဲ့ပွဲတော့လည်းကျွန်တော်69မှာသူZ1နဲ့သူကက်ရှုံးသွားတာခင်ဗျတပွဲလုံးပေါ့နော်ထိန်းထားနိုင်တယ်ပေါ့နော်ဒီတိုက်စရာအကောင်နဲ့လီဗာပူးပေါ့နော်မင်းလားဆိုမဟုတ်ပါဘူးသူအာကြီးနဲ့ပေါ့နော်ဒီတလာပိုင်းကုန်ကန်ဒီလေးပေါ့နော်သူတွေ့ထားတယ်တော့လည်းတလုံးမှမပေးရပါဘူးဇီးဇီးနဲ့သူခတ်ထားပါတယ်ဆိုတော့အိမ်ခွင်းတော်တော်ကျစ်ပါတယ်ဒီကျစ်တဲ့ forward ကိုသူ့ရဲ့အိမ်ခွင်းမှာတောင်မှ3လုံးရှူရတောင်မှတလုံးမှပြန်မရှူနိုင်တဲ့ဖီနာပါချီကလဲရပါတော့ယူရိုပါလီဆိုလို့ရှိရင်လည်းညံ့တဲ့ဇယိုက်ရှိတယ်ဂိုးရဖို့ကတော်တော်ခက်ခက်ကြိုးစားလိမ့်မယ်လို့ကျွန်တော်မြင်မိပါတယ်မနေ့ဂိုးလိုအပ်နေတဲ့ဖီနာပါချီတို့ကဖွင့်တိုင်းမယ်ဖွင့်လိုက်တော့အမားတွေ့တဲ့အခါ forward ကလည်းအိမ်ခွင်းလျောက်ပြန်ပြီးတော့သွင်းမယ်ဒါဆိုလို့ရှိရင်ကြီးကတော့ကျွန်တော်အမြင်ပေါ့နော်ဒီထက်ပိုပြီးတော့3လုံး50တာပေါ့နော်လက်ရှိကဒီထက်ပိုပြီးတော့ကျွန်တော်တို့ပိုပေးတင်တယ်လို့မြင်မိပါတယ်ပေါ်နိုင်မယ်ဆိုလို့ရှိရင်လည်းဖီနာပါချီတို့မဖြစ်မနေကူးလို့အန်ဒီတာဖြစ်တဲ့အတွက်ဒီ3လုံး50စားလောက်ကတော့ဒါပြုတ်နေမြင်မိပါတယ်ဒီထက်ပိုပြီးတော့3လုံး20စား30စားအဲ့လောက်တော့ပေးတင်တယ်မြင်မိပါတယ်ပေးတဲ့စီတဲ့ကိုပေါင်းဈေးလေးပြုတ်နေတယ်လို့မြင်မိတဲ့အတွက်ကျွန်တော်ကိုအောက်ကိုချကြပါတယ်ဟုတ်ကဲ့ဒိုင်နိုဇာဂရက်နဲ့ကျွန်တော်တို့မြင်ကြည့်လဲဒီနေ့ကပထမကြော်မှာတော့ကကျွန်တော်တို့ဒိုင်နိုဇာဂရက်ကအင်္ဂလိပ်မှာlevel 50ရှုံးပေါက်ပြီးတော့1-3နဲ့သူရှုံးသွားတယ်ပေါ့နော်ရှုံးလဲရှုံးချင်စရာကောင်းတော့ယူရိုပါလိမှာဆိုလို့ရှိရင်သူ့ခြေကတော်တော်စုပ်ပြတ်တဲ့နေထဲပါတယ်နောက်ဆုံးကစားခဲ့တဲ့6ပွဲမှာ5ပွဲရှုံးပြီးတော့ကျွန်တော်တို့ရှုံးတာလေယူရိုနဲ့မရှုံးဘူးရုပ်ပြဆင်းပြတ်တွေရှုံးတာလေ43 and 31အဲ့လိုမျိုးကိုသူရှုံးတာပါဒီ Racing Channel ကတော့အင်္ဂလိပ်ကျွန်တော်တို့ယူရိုပါလိမှာ2ပွဲဆက်လဲနိုင်ထားတယ်လို့နောက်ဆုံးခက်ခဲ့တဲ့5ပွဲမှာ4ပွဲကသူနိုင်ထားတယ်ပေါ့နော်ခြေလေးကတော့မစိုးပြောရမယ်ပေါ့နော်မိကီကလပ်မှာလည်းသူ့နေထားတဲ့သူတိုက်စစ်ခံစစ်ပေါ့နော်သူ့နေထားတဲ့သူကောင်းတဲ့တင်ပါဒါပေမဲ့ပထမကြုံမှာတော့ကတော့ကျွန်တော်တို့ level 50ရှုံးတဲ့သူများအိမ်ခွင်မှာတွားပြီးတော့1-3နဲ့နိုင်ထားတဲ့ Racing Channel ကသူ့ရဲ့အိမ်ခွင်မှာဒီနေ့က level 20ရှုံးလောက်ပဲဖောက်ထားတယ်ဆိုတော့ဒါကတော်တော်ပြော့တယ်လို့ပြောရမယ်ကြီးပါအနည်းဆုံးသူနိုင်ထားလို့ပေါ့နော်ပထမကြတော့နိုင်ထားလို့သူမခက်ချင်တော့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်ရှိပုံစံနေတာကယူရိုပါလိမှာအချိန်တွေကကွာဟချက်အရာပေါ့နော်အိမ်ခွင်လည်းဖြစ်တယ်လေရောက်ကျွန်တော်တို့ channel က level အရှုံးလောက်တော့အနည်းဆုံးပေးတင်တယ်လို့မြင်မိပါတယ်ချင်းနဲ့ကြီးတွေကတော်တော်များများမတာပေးထားလို့ကျွန်တော်ဒိုင်နိုမိုဇာဂရက်ကိုဒီညဘော်ဒီလေးကြိုက်မိပါတယ်ယူရိုပါလိမှာဆိုလည်းအများအားပေါ်တာများတယ်တစ်ဖက်ကလည်းအိမ်ခွင်ဆိုလို့ရှိရင်ကိုရှူဝေရတော့တော်တော်ဝင်မလေးတဲ့တင်အဲဆိုတော့ဒီနှစ်သိန်းကိုကျွန်တော်တို့ကိုပေါင်းကနှလုံးအရှုံးနီးနီးပေါ့နော်3လုံး90သားလောက်ပဲဖွင့်ပေးထားလို့ကိုပေါင်းကြည့်ရလေကျွန်တော်တို့ဖြစ်တဲ့ကြီးတန်းတဲ့ကျွန်တော်တော်တော်ရော့နေလို့မြင်ပြီးတဲ့အတွက်ဒီမိုဇာဂရက်ကိုအောင်လေးကိုကြိုက်မိပါတယ်ညီကိုရီအားလုံးချိန်ပေးပြီးချတာဖြစ်လို့အကြိုက်ဒီမှာဆော့ဖို့ကျွေးနေမိတာရခပါလေစနစ်တကျချင်းကထားတဲ့ပွဲလေးတွေကိုနေ့စဉ်ကြည့်အောင်ညီကိုရီ like subscribe လုပ်ထားပေးခဲ့ပါပွဲကောင်းတဲ့နေ့တွေမှာမောင်တွေရောကြည့်အောင်အောက်က Telegram channel လေးကိုအောက်မှာထည့်ပေးထားပါတယ်ဖိုင်သုံးလေး iPad တွေစော့ကျင်နေဆိုလို့ရှိရင်လည်းအောက်က Telegram လေးမှာဆက်သွယ်လို့ရပါတယ်ညီကိုရီအားလုံးစီးပေးကြပါသည်ခင်ဗျာ